ဝင်လူများကြွေကြဒီမြေရီထဲမှာစောစုံရောက်ရှိခဲ့နေအောင်ကြီးများခန်းလေးရဲ့ရှိမှာတိတ်ဆိတ်တဲ့ဒီနွေဦးဟာဝေဆုံးကသေယူလာတဲ့အိမ်မက်ဟောင်းလေးတွေကငါတို့မထူတော့ပါ